လူငယ်တယောက်ဟာတောင်ရန်စားတောက်သူတောင်စီကနေတိုင်းကျန်းတဆောင်ကို$10ပေးပြီးဝယ်ယူခဲ့ပါတယ်။သူကဒါကိုရုပ်ပြစားလို့ပဲထင်ခဲ့ပေမဲ့အထက်ကတိုင်းကွက်တွေကိုလိုက်လုပ်ကြည့်တဲ့အခါမှာတော့ထူးဆန်းတဲ့အရာတွေဖြစ်လာပါတော့တယ်။ရွှေရောင်ငကားတကောင်ကသူ့ကိုပတ်ခွဲသွားပြီးသူဟာတိုင်းကွက်တွေထဲမှာစီးမြုပ်သွားခဲ့တယ်။အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ရုတ်တရက်ရောက်လာပြီးသူ့ကိုနှောက်ယှက်လိုက်ကကြောင့်လက်ထဲကစွမ်းရည်တွေကိုထိန်းချုပ်မရပဲဖြစ်သွားခဲ့ပါတယ်။သူဟာလမ်းသွားလမ်းလာအမျိုးသမီးတအူကိုအမှတ်မထင်ထိမှန်လူနီးမှဖြစ်သွားပြီးအဲ့ဒီအမျိုးသမီးတတိလစ်သွားတာကြောင့်ဟိုတယ်တစ်ခုကိုအမြန်ပို့ဆောင်ပေးခဲ့ပါတယ်။ကျေးဇူးတင်တဲ့အနေနဲ့အဲ့ဒီအမျိုးသမီးကသူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့သူမရဲ့အဖေနဲ့ညီမဖြစ်သူကတော့ဒါကိုကန့်ကွက်ကြပါတယ်။သူတို့မိသားစုမှာတိုင်းပညာရှင်မပေါ်ထွက်လာတာကြာပြီဖြစ်လို့ပြိုင်ဘက်တွေရဲ့ဖိနှိပ်မှုကိုခံနေရတာပါ။အဖေဖြစ်သူကသမီးကိုတခြားတယောက်နဲ့လက်ထပ်ပြီးဒီပြဿနာကိုဖြေရှင်းချင်နေတာပေါ့။ခွန်အားကြီးသူကမှအထင်ကြီးတဲ့ညီမဖြစ်သူကလည်းဒီလူငယ်ကိုခဲကိုအဖြစ်မလို့ချင်တဲ့ကြောင့်သူ့ရဲ့ခွန်အားကိုကိုယ်တိုင်စမ်းသပ်ဖို့ကြံစီပါတော့တယ်။အဲ့ဒီအချိန်မှာလူငယ်ကတော့ဝယ်လာတဲ့တိုင်းချမ်းအတူကိုကြည့်ပြီးလေ့ကျင့်နေတော့ပါ။ညီမဖြစ်သူကတိုးကချောင်းနဲ့နောက်ကနေခိုးရိုက်ဖို့လုပ်ချိန်မှာသူကအမှတ်မထင်လက်ဝေးရမ်းလိုက်ရုံနဲ့တင်ညီမဖြစ်သူဟာလွင့်ထွက်သွားပါတော့တယ်။ညီမဖြစ်သူကသူဟာတိုင်းပညာရှင်မှန်သိသွားပေမဲ့သူကိုယ်တိုင်ကတော့ဒါကိုမသိရှာပါဘူး။ညီမဖြစ်သူကသူ့စီမှာတိုင်းပညာသင်ကျင်လာကြောင်းအဖေဖြစ်သူအများအနှိုးသိမ်းထားတဲ့လက်ဖက်ရည်တွေကိုယူလာပြီးမျက်နှာချိုးသွေးခဲ့တယ်။လူငယ်ကညီမဖြစ်သူရဲ့နားထင်ကိုလက်နဲ့အသားလေးထိလိုက်ရုံနဲ့တင်သူမရဲ့တိုင်းပညာဟာအဆင့်တစ်ခုကိုရောက်သွားပြီးအဖေဖြစ်သူတော့မခုခံနိုင်လောက်အောင်စွမ်းအားကြီးသွားပါတော့တယ်။ညီမဖြစ်သူကနှစ်ပေါင်း100မှာတယောက်ပဲတက်မြောက်နိုင်တဲ့တိုင်းကျန်းအစစ်ကိုသူ့ကိုပေးလိုက်တဲ့အခါသူကမိနစ်အမဲငယ်ကြည့်ရုံနဲ့တင်အကုန်တက်မြောက်သွားပြီးမိုးကျူးတွေကိုတောင်စင့်ခေါင်နိုင်တဲ့အထိဖြစ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲပြိုင်ဘက်အဖွဲ့ကလူတွေရောက်လာပြီးအမျိုးသမီးကိုအတင်းအဓမ္မလက်ထပ်ဖို့ကြိုးစားကြပါတယ်။သူတို့နဲ့အတူဒါမှမဟုတ်တနတ်မတိုးတဲ့တိုင်းဆရာကြီးတယောက်နဲ့ပါလာတာပေါ့။အမျိုးသမီးရဲ့မိသားစုထဲမှာဘယ်သူမှမရှင်းနိုင်တဲ့အတွက်ဒီလူငယ်လေးကပဲသူတို့ရဲ့တူးဒီနှောမျှော်လင့်ချက်ဖြစ်လာပါတော့တယ်။သူကတော့တိုင်းပညာဘာမှမတတ်ပါဘူးလို့ညင်းနေပေမဲ့အမျိုးသမီးရဲ့အဖေကမင်းလက်ကိုအသားလေးလှုပ်လိုက်ရင်တင်ဘယ်သူမှမရှင်းနိုင်ပါဘူးလို့အားပေးခဲ့ပါတယ်။တိုင်းဆရာကြီးကသူ့ကို3ခွက်အသားပေးမယ်လို့ပြောတဲ့အခါသူကခုနကတင်ထားတဲ့တိုင်းခွက်နဲ့ဆရာကြီးရဲ့ရင်ဘတ်ကိုတဲ့တယ်ထိုးလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့တိုင်းဆရာကြီးဟာဘလို့တိုင်းခွက်နဲ့အရိုက်ခံလိုက်ရမှန်းတော့မသိပဲမြေကြီးပေါ်လဲကျသွားပါတော့တယ်။ပြိုင်ဘက်ထင်သူကဒေါသထွက်ပြီးအားကုန်တုံးပြီးထိုးလိုက်တဲ့အခါမှာတော့သူကကြောက်ကြောက်လန့်လန့်နဲ့လက်ကိုမြှောက်ပြီးကားလိုက်ပါတယ်။မထင်မဖတ်သူဟာအဲ့ဒီတိုက်ခွက်ကိုအလွယ်တကူပဲတားဆီးနိုင်ခဲ့ပြီး